တိတ်ဆိတ်နေတဲ့တောင်ပေါ်လန်မိုးတဲ့ထန်စွာရွာနေတဲ့ညတညမှာတင်ဟာလမ်းမသွားခဲ့ရင်ပြီးတော့လူသူကင်းမဲ့တဲ့တောအုပ်ကြီးတွေကအလတ်တကေဟာဆိုတဲ့အင်အိုကြီးစီကိုရောက်သွားခဲ့ရင်ဝင်ခဲ့ပါဒီညတော့ဒီမှာပဲအပီအပိုင်အနားယူသွားပါအဲ့ဒီအိမ်ရှင်ရဲ့အေးအေးဆဲဆဲအပြုံးနောက်ကွယ်မှာဘလို့ကြောက်မထွက်လူဝချက်တွေရှိနေမလဲတက်ပုံပေါင်းလွတ်တစ်ခုရဲ့နောက်ကွယ်မှာတော့ဘလို့အကြောက်တရားတင်ကိုစောင့်ကြိုနေမလဲ Short Stories by Key Channel ကတင်ဆက်ပေးမယ်အဲ့ကျိုးစုအဲဇလန်ဒီကိုအခုပဲနားဆင်ကြည့်လိုက်ရအောင်ဗျာမိုးကတဖွဲဖွဲရွာနေပြီးတောင်ပေါ်လန်းကမှောင်မဲနေသည်ကိုနိုင်တယောက်တည်းကားမောင်းလာရင်လမ်းမှားလာခဲ့သည်မှာ2 နာရီခန့်ရှိပြီဖုံးလိုင်းကလည်းမရှိကားစီကလည်းလက်ကျန်မရှိသလောက်ထစ်နေချိန်တွင်တစ်ပင်ကြီးများကြား၌အလားတစ်ကေးဟာဆိုသည့်ဆိုင်းပုတ်ဟောင်းကြီးကိုတွေ့လိုက်ရသည်အိမ်ကြီးကအိုဟောင်းနေတော့လေမီးရောင်မှိတ်မှိတ်လင်းနေသည်ကိုနိုင်တကားကိုခောက်လိုက်သည့်အခါအသက်60ခန့်ရှိမေအမိုးသားကြီးတူထွက်လာသည်သူကပြုံးနေတော့လေထိုအပြုံးကမျက်လုံးအထိမရောက်ပဲအေးဆက်လွန်းလာသည်ညာကြီးမင်းကြီးလမ်းမလာတာလားမောင်ရင်ဝင်ခဲ့ပါဒီညတော့ဒီမှာပဲနားလိုက်ပေါ့အိမ်ထဲရောက်တော့အဲကနေရန်တစ်ခုလုံးတွင်ဓာတ်ပုံပေါင်းများစွာချိတ်ထားသည်ကိုတွေ့ရသည်အားလုံးကခရီးသွားများ၏ပုံစံမျိုးစုံပင်တချို့ကရဲနေကြပြီးတချို့ကကားဘေးတွေရပ်နေကြသည်ဒါတွေကဒီကိုရောက်ဖို့တဲ့ဧည့်သည်တွေလားဦးလေဟုတ်တယ်သူတို့အားလုံးကငါစီမှာအပီးပိုင်းအနားယူသွားကြတဲ့သူတွေပေါ့ဦးလေးကြီးကခတ်အေးအေးပင်ပြန်ဖြေရင်လက်ဖက်ရည်တစ်ခွက်လာချပေးသည်ကိုနိုင်စီထဲတမျိုးကြီးဖြစ်သွားတော့နဲ့လက်ဖက်ရည်ကိုတငုံတောက်လိုက်သည်ခဏအကြာတွင်ခေါင်းထဲမှမူးဝေလာပြီးအမြင်အာရုံများဝေဝါးလာသည်ဦးလေးကျွန်တော်ကိုဘာတိုက်လိုက်ကလဲဦးလေးကြီးလာကလထိုင်းတလုံးတွင်အေးဆေးစွာထိုင်လိုက်သည်ကိုနိုင်ကိုစိုက်ကြည့်ကဖြိုးသည်မောင်ရင်တီးလာခရီးသွားတွေကလွတ်လပ်မှုကိုရှာကြတယ်ဒါပေမဲ့တကယ်တမ်းသူတို့ရှာနေတာကငြိမ်သက်ခြင်းပဲငါကသူတို့ကိုထာဝရငြိမ်သက်သွားအောင်ကူညီပေးတာကိုနိုင်ထပြီးရင်ကြိုးစားတော့လဲခြေတော်များကအားမရှိတော့ပဲကျမ်းပင်ပေါ်သို့ခွေချသွားသည်ထိုစဉ်ဦးလေးကြီးကနယံပေါ်ရှိဓာတ်ပုံပေါင်လွတ်တစ်ခုကိုလက်ညှိုးထိုးပြရင်တိုးတိုးလေးကတ်ပြောလိုက်သည်ဒီပေါင်လေးကမောင်ရင်အတွက်ပဲမနှက်ဖျန်ကြရင်မောင်ရင်လည်းသူတို့လိုပဲအမြဲတမ်းပြုံးနေရတော့မယ်ကိုနိုင်ဤမျက်ခွန်းများလေးလံလာသည်နောက်ဆုံးမြင်လဲရသည့်မြင်ကွင်းမှာဦးလေးကြီးဘီရိုထဲမှာခွဲစိတ်ကရိယာများကိုတလက်လက်တောက်အောင်တိုက်ချွတ်နေသည့်မြင်ကွင်းပင်ဖြစ်တော်သည်တလက်လက်တောက်နေတဲ့ခွဲစိတ်ကရိယာသည်နေရန်ပေါ်မှာစောင့်ကြိုနေတဲ့လွတ်နေတဲ့တပ်ဖုံပေါင်းတစ်ခုကိုနိုင်ရဲ့အတိစိတ်ကြီးဝေဝါးပျောက်ကွယ်မှုသွားခြင်းနောက်ဆုံးမြင်လိုက်ရတာကတော့တေးမင်းတမန်အပြုံးတစ်ခုပါပဲကိုနိုင်တော့အဲ့ဒီဓာတ်ဖုံပေါင်းထဲမှာအသက်မဲ့တဲ့အပြုံးတစ်ခုနဲ့ထာဝရပိတ်မိသွားတော့မှလားအင်ရှင်ဦးလေးကြီးရဲ့ကြောက်စရာကောင်းတဲ့ဝါဒနာနောက်ွယ်မှာတခြားဘသူတွေကရောတားကောင်ဖြစ်ခဲ့ရသေးလေနောက်တစ်ပိုင်းမှာကိုနိုင်ဒီငရေခန်းကနေရုံထွက်နိုင်မလားဆိုတာဆက်လက်စောင့်မျှော်နားဆင်ပေးကြပါဦးအခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဇလန်တူလေးတွေကိုအမြဲမပြတ်နားဆင်ဖို့အတွက်ကျွန်တော်တို့ရဲ့ Short Stories by K Channel ကို like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်အားလုံးပဲဘေးကင်းကြပါစေ